ကမောက်တီးရအခုကတော့ယတိမမေပါလာတဲ့အထုပ်လေးကိုunboxingလုပ်ပါမယ်ဘာလဲတော့မသိပါမေကတော့ယတိလိုချင်တာပါတယ်လို့ပြောတယ်ယတိအားနဲ့ဖွင့်ကြည့်လိုက်တော့အထက်မှာခေါင်းလျှော်ရဲ့တပတ်လေးရဲ့ဆိုရယတိကအကုန်တော့အဲ့လို soft ဖြစ်တဲ့တပတ်လေးကိုလိုချင်ညာဘာဖြစ်လဲဆိုတော့လေကျောင်းသွားကျောင်းပြန်ကြရင်ခေါင်းနေမိုးဆိုရအဲ့လိုမျိုးချင်ညာရင်တို့လို့ရအောင်လို့ဆိုပြီးလိုချင်ညာနဲ့အမေကဒီနေ့လာပေးတယ်လိုချင်တာနဲ့ကွက်တီဖြစ်သွားယတိကြိုက်ပါတယ်အဖြူရောင်လေးလည်းဖြစ်တယ်နူလည်းနူးညံ့နေဆိုတော့ခေါင်းတုပ်ဖို့လည်းအဆင်ပြေပါတယ်ပြီးတော့ယတိတင်နန်းတက်ဖို့ရှိပါတယ်တင်နန်းမှာကျတော့အစားပိုင်းမှာဟာသားလေးတွေပြောတယ်အားလည်းပြောရတယ်ပေါ့နော်ယတိအဲ့ရတင်နန်းမှာဆိုအင်္ဂလိပ်စာကိုတရုတ်စာကိုတက်ဖြစ်တယ်လုံးဝကောင်းပါတယ်ခွာရေးစားလိုက်ရပါမယ်ယတိမှာအကျင့်တစ်ခုရှိရပေါ့နော်အချို့က speaking လုပ်တယ်အချို့က listening လုပ်တယ်ဒါပေမဲ့ကျတော့ချမရေးကြအောင်ဒါပေမဲ့ယတိကတော့ချရေးလိုက်ရမှာအုံနောက်တွေကိုဆွဲတတ်တယ်အခုကတင်တန်းပြပါလို့ကြာတယ်စားပါမယ်လာကြပါဦးဘက်ကတော့စားနေပြီဆိုတော့အားရပါရပဲစားလိုက်ပါတော့မယ်A few moments later ရဒီဟူကငကမောက်တီးခွဲမှာပါအိမ်မှာရှိနေရလဲကြာပြီဆိုပျော့တော့ပျော့နေရဒါမဲ့ဒီခွဲကြည့်ပါမယ်အရင်ဆုံးအသေးကိုရေးဆေးလိုက်ပါမယ်ရဒီအသေးကိုရေးဆေးလိုက်ပါရေးဆေးပြီးရင်တော့ဒီအသေးကိုနှစ်ချမ်းချမ်းလိုက်ပါတယ်ပြီးရင်တော့အသေးကိုခြိလိုက်တဲ့အခါမှာအသေးကတော်တော်လေးပျော့နေပြီဆိုတော့ရဒီကလက်နဲ့ပဲဆွဲခွာလိုက်ပါမယ်ငကမောင်တီးကိုလေးစားရတာတော်တော်လေးကြိုက်ငကမောင်တီးဖြော့ရဲဆိုလဲကြိုက်တယ်ဒါမဲ့လေငကမောင်တီးကိုအစီထုတ်ပြီးမကြွေးချင်ကြဘူးလားဒီကအတီးခွဲရတာလေဆိုကြိုက်တယ်ဘာဖြစ်လဲဆိုတော့ခွဲနေနဲ့နှိုက်စားလို့ရတယ်ပေါ့အဲ့တော့ခွဲနေနဲ့စားလို့ရတယ်အိရှိရောင်နဲ့စားလို့ရတယ်နှစ်ခါစားရတယ်ပြီးတော့နောက်တစ်လုံးခွဲပါမယ်နောက်တစ်လုံးလည်းရေးဆေးလိုက်ပါမယ်သူကနည်းနည်းတစ်ချမ်းလောက်ကတော့တော်တော်လေးပျော့သွားတယ်သူကတစ်လုံးမှတစ်ချမ်းလောက်ပဲရပါတယ်တို့လည်းခုနကလိုပဲထက်ချမ်းလေးချမ်းလိုက်မယ်ပြီးတော့အခွန်လေးခွာလိုက်ပြီးတော့တုံလေးလှိလိုက်ပါမယ်နှိုက်စားလေးတော့မြင်တယ်လို့ပဲကြည့်ပြီးလိုက်ကြပါပြီးတော့လက်ဆေးပါမယ်
နှာခမ်းမောင်းသေးဖွဲ့ပြီးတော့လက်တွေကတော်တော်နေသွားတယ်ကင်မရာထဲမှာတော့တိတ်မသိတာချိုးတာပဲနည်းနည်းပူကြသွားလို့လားတော့မသိဘူးချိုးတာပဲစကောင်းပါတယ်ဒီနေ့ဘာရတော့မဟုတ်ဘူးပေါ့နော်ယနေ့ပြင်းလဲပြင်းနေနှုတ်ဆက်ရလဲတိတ်မရှိရနဲ့ vlog လေးကိုရိုက်ဖြစ်တာပါ vlog ထဲမှာယနေ့ဘာလုပ်လဲဆိုတာအများကြီးမပါပေမဲ့လည်းယနေ့ရဲ့ဒီညပိုင်းမှာလုပ်တဲ့အကြောင်းအရာလေးတော့ပါတယ်ပေါ့နော်ဒီနေ့တော့စားကြင်လို့စားရတာမဟုတ်ပါဘူးပကံမဆန့်တော့လို့စားရတာပါပကံမဆန့်လို့အခုတော့အရှိမခွဲပြီးသားရှိရဲ့တရတီကိုအရင်စားပါမယ်စားပြီးပြီဆိုတော့ယဒီမနက်ကဖတ်တဲ့စာကိုဖတ်လက်စာလေးရှိရဲ့အားကိုဖတ်ပါမယ်ယဒီကစားဖတ်ရင်တော့အာယုံကဘယ်မှမရတဲ့သမီးရစုပုံညာအားတော့တိခံကြည့်ရပါဆောင်းလေးကကောင်းတယ်ပြီးတော့မိုအာနာအကြောင်းကိုပါအချင်းချုပ်လဲရေးထားသေးရဆိုတော့ပြင်းမှုလည်းမကောင်းအချို့အရာမှာကျတော့ပုံလေးပါပါတယ်ဆိုတော့ဖက်ကလည်းကောင်းတယ်ပြီးတော့ဒီစာအုပ်ကိုဖတ်တာကျတော့ကိုယ့်ရဲ့စိတ်ကိုပို့ပြီးနားလဲစေတယ်ဆောင်းလေးကိုကြိုက်ပါတယ်အကုန်လုံးကနားမလဲနိုင်ပေမဲ့လည်းအချို့ဒေသကိုနားလဲနိုင်တဲ့အတွက်လည်းကိုယ်တော်ပုံရုပ်ဖူးထူးရတယ်လို့ခံစားရတယ်ပေါ့နော်ဘဝရည်ဒီအိပ်ပါတော့မဲစာကိုလည်းဖတ်ပြီးပြီဆိုတော့ယနေ့ဗီဒီယိုလေးကိုကြည့်ပြီးရတဲ့လူတိုင်းကိုယတိကကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်